မင်္ဂလာပါရှင်ဆင်မပွင့်ညခိုင်ကန်ဆာတာမြင့်လက်ပွင့်စေးရဲပေါ့နော်နေ့စဉ်ပြုလို့ရမယ့်အစွမ်းထက်ရည်ရလေးတွေကိုဆင်မအပိုင်း1လေးတင်ပေးထားပါတယ်ရှင်တလပိုင်း20ရက်နေ့တလပိုင်း21ရက်နေ့တလပိုင်း22ရက်နေ့ပေါ့နော်နေ့စဉ်နေ့တိုင်းတရဏဂုံ3ပါဂုံတော်9ပါ24ပစ္စည်းပဋ္ဌာန်းအကျဉ်ရွတ်ဖတ်ပူဇော်ပြီးတော့ကန်ဆာတာမြင့်လက်ဖွင့်ရမှာဖြစ်ပါတယ်ရှင်မနက်တစ်ချိန်ရွတ်ဖတ်ပူဇော်ပါညတစ်ချိန်ရွတ်ဖတ်ပူဇော်ပါနော်မနက်မိုးလင်းတဲ့အခါကျလို့ရှိရင်တရဏဂုံ3မှာဂုံတော်9ပါ24ပစ္စည်းပဋ္ဌာန်းအကျဉ်ပေါ့နော်ရွတ်ဖတ်ပူဇော်တဲ့အခါမှာ48ခေါက်ရွတ်ဖတ်ပူဇော်လို့ရပါတယ်51ခေါက်52ခေါက်ရွတ်ဖတ်ပူဇော်လို့ရပါတယ်68ခေါက်69ခေါက်ရွတ်ဖတ်ပူဇော်လို့ရပါတယ်မိမိကြိုက်နှစ်သက်တယ်လို့အဆင်ပြေတယ်လို့မနက်တစ်ချိန်ညတစ်ချိန်ရွတ်ဖတ်ပူဇော်ပါရှင့်မေတ္တာတုတ်လေးရွတ်ဖတ်ပူဇော်ရပါမယ်မေတ္တာတုတ်ကတော့အနည်းဆုံးတစ်ချိန်ရွတ်ဖတ်ပူဇော်ရပါမယ်9ချိန်6ချိန်ရွတ်ဖတ်ပူဇော်နိုင်တဲ့သူတွေကတော့အကျိုးပေးအားလေးကောင်းပါလိမ့်မယ်ဈေးရောင်းဈေးဝယ်ကောင်းပါလိမ့်မယ်ပြောသမျှဆိုသမျှလို့သမျှဂိုင်သမျှတွေလည်းအောင်မြင်အကျိုးဖြစ်ထွန်းပြီးတော့ပေါ့နော်စမပြုလုပ်တဲ့ကုသိုလ်တွေမှန်ကန်တဲ့သစ္စာဂရိပြုပြီးတော့ပေါ့နော်မေတ္တာပို့ရမေတ္တာအစွမ်းထက်တွေကိုလည်းပြပြဝဝရရှိစေမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့စမပွင့်နေခါရဲ့အထူး hostel လေးတွေကလည်းအဆင်ပြေတယ်ရေဒီယာလေးတွေလည်းလောက်တာလည်းကန်ဆက်တယ်အဆင်ပြေတယ်ဆ iam နဲ့ဆွေဆက်မျိုးဆက်တိုက်ဆက်ပဋ္ဌာန်းဆက်ရှိတဲ့သူတွေပေါ့နော်ကန်ကောင်းခြင်းတွေဖြစ်ပေါ်တယ်များစွာကန်ကောင်းတယ်ဆ iam ရှိမှာကန်စာတာသေးသေးစစ်ဆေးဘူးတယ်ဘေးတွေမေးဘူးတယ်ဆ iam ရဲ့လက်ခံလေးတွေလည်းလောက်တာလည်းယနေ့ချိန်ဒီအဆင်ပြေတယ်ဆိုတဲ့ချစ်တဲ့ဘက်သားသမီးတွေအားလုံးလည်းများတဲ့အတွက်ကြောင့်မို့ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်ဒီနေ့စဉ်နေ့တိုင်းပေါ့နော်အလှတော်ရေရာလေးတင်ပေးပါဆိုပြီးတော့တောင်းဆိုထားတဲ့သူတွေများတဲ့အတွက်ကြောင့်မို့လဲဆ iam တင်ပေးထားပါတယ်เนาะအခုဒီနောက်ပိုင်းမှာကဆ iam ကျမရေးအခြေအနေလေးရောပြီးတဲ့ခါကျရင်ဆ iam မှာဝန်ထမ်းလေးလည်းနည်းနည်းအခက်ခဲလေးဖြစ်နေတာလေးလည်းများတယ်ပေါ့နော်နောက်တစ်ခုကဆ iam ရှိမှာကကျတော့တပည့်သားသမီးအရင်ချာတွေကများတော့ဘိုကင်လေးတွေအရန်များတယ်ပြီးတဲ့ခါကျရင်အမိပေးတာတွေပေါ့နော်လုပ်ငန်းအမိပေးတာတွေရင်သွေးရတနာအမိပေးတာမျိုးလေးတွေပေါ့နော်ဆ iam အမိပေးတာလေးတွေကကလေးတွေစာလဲတော်တယ်သူများနဲ့မတူဘဲနဲ့ပေါ့နော်အမိကောင်းအမိလှလေးတွေလည်းရတယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကလေးတွေကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲကျန်းမာရေးမကောင်းလို့ကျန်းမာရေးညံ့လို့ပေါ့နော်နာမည်ပြောင်းလိုက်တာဆ iam နာမည်ပေးတဲ့အချိန်ကနေစပြီးတော့ပေါ့နော်ကျန်းမာရေးတွေကောင်းတယ်အရန်ကမှပြောရဆိုရခက်တဲ့ကလေးတွေဆိုလို့ရှိရင်လည်းပဲလေမာရေးချရှိသွားတယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ဆ iam နာမည်ပေးထားတဲ့ကလေးတွေကထူးချွန်ထက်မြက်ပြီးတော့စာတော်ပြီးတော့ပေါ့နော်ဆုရတဲ့အတွက်ကြောင့်မို့ဆ iam ကိုလာရောက်ပြီးတော့ကြောကြတဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်များစွာလည်းပဲစူးစမ်းပေးတော့မှာဖြစ်ပါတယ် share ပေးပါအောင်